လူတို့နှလုံးသားမုံမပွားကြစေမြတ်တာရှင်လန်းချစ်ပန်းလိုက်စေအဲ့ဒါအိုးကျမရဲ့မမ BFF ကအတင်းကိုလိုချင်နေဒီအပင်ကိုဘီယနန်ဆိုင်က900တန်အထုပ်ဝယ်ပြီးတော့အမြင့်ကိုစိုက်လိုက်ရင်ချက်ချင်းစားရအောင်မယ်သူကျမကြီးရဲ့ဒီမတန်မစွမ်းကိုအဲ့ဒါကိုကျမလည်းတပင်ပွားပေးထားတယ်ရှင်ဒါပေမဲ့ရှင်မလားတင်မလားမသိပါဘူးဒီလိုဖြစ်သွားပါတယ်โอเคဒီပင်လေးရလေးလေးကျမမနေ့ကူစားထားပါတယ်ရှင်မလားရှင်မထင်ပါတယ်ဟိုအိမ်ပြောင်းတော့လေအမြင့်တွေရောကျွန်းပြန်လန်သွားတာပါရှင်ဒီထက်ကငရုတ်တပင်ကျွန်းပြန်လန်တာတော့နိုင်ပြီးတက်သွားပြီဒီအပင်ကတော့ဒါအခုသူ့အပင်အသစ်ဖြစ်အောင်လို့ဒီလိုဟိုဟာလေးအကုန်ချွေချထားပြီးတော့အပင်အသစ်လေးဖြစ်အောင်ခြံထားတာပါရှင်ဒါလေးပါဒီရှောက်အရင်မွေးတယ်ဒီပင်လေးဒါပေမဲ့တစ်ခါမှမစားပါဘူးသူ့အရင်ချစ်လို့ကကျမရဲ့ငရုတ်လေးတွေပါရှင်အရွက်တည်းထွက်နေပါတယ်မတီးသေးပါဘူးမပွန့်လည်းမပွန့်သေးပါဘူးရှင်โอเคကျမရဲ့ Korean dolly ဒီမှာကျမရဲ့ရမ်းကြိုက်တယ်မွေးပဲမှာနာပဲလေးဒီပါရှင်တော့ချမောင်တစုံ okay ဒီလောက်ပဲ